ကျမကဒီမှာအကုန်လုံးထိုးပြီးတော့ပြီ 4.5mm အန်နဲ့ပဲထိုးလိုက်တယ်ပေါ့နော်ပြီးတော့ရင်ကျမကတဒန်းပို့ထိုးလိုက်ပါတယ်3တန်းနဲ့ကပေါ့နော်3တန်းလေးနဲ့ဆိုကျမကသေးတယ်လို့ထင်တက်တာကြောင့်မလို့ပေါ့နော်ငန်းငိုင်လေးလည်းကြိုက်တယ်အထုလေးကိုငန်းငိုင်လေးကြိုက်ရတဲ့အတွက်ကြောင့်မလို့ကျမကနောက်တစ်တန်းပို့ထိုးလိုက်တဲ့အချိန်မှာကျမတို့ 5mm အန်နဲ့ထိုးတဲ့လောက်ပဲဖြစ်သွားတယ်ပေါ့နော် 3cm လောက်လေးဖြစ်သွားတယ်တလက်မပေါ့အဲ့ဒါရပြီဆိုရင်ကျမတို့ app ပြန်ချိန်မယ် app ကိုအစားကအုတ်ထုတ်ထိုးခဲ့တဲ့ 5mm အဲ့ဒီပြန်ချိန်မယ်ပြီးတော့ရင်ကျမတို့အခုဟိုပါလေးထိုးရမယ်ပေါ့နော်ကျိုးကလေးတွေထိုးရမယ် jellyfish ရဲ့လက်လေးတွေထိုးမယ်ပေါ့နော်ဒီမှာဒီနားလေးကဆုံးသက်သွားတယ်ဒါထိုးနည်းရလေအရင်တစ်ခေါက်ထိုးနည်းနဲ့အတူတူပဲပေါ့နော်ဒါပေမဲ့လည်းအရင်အုတ်ထုတ်လေးကိုမထိုးကြည့်ရသေးတဲ့သူတွေထိုးတောင်းကျွန်မပြန်ပြပေးမယ်နော်ဒီမှာချိန်လေး1 2 3 4 5 6 9 10 9 10 11 12 13 14 15 16 19ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့18ခုထိုးမယ်နော်ပြီးတော့ရင်ဖိထားမယ်ဖိပြီးတော့ရင်ကျွန်တော်တို့ချိန်လေး3ခုလုံးမယ်နော်လှုပ်ပြီးတော့ဆိုရင်တရေးရေဒီဖိထားတဲ့နေရာလေးကိုအကိုထဲချီကိုယူတစ်ခါပဲကြည့်မယ်နော်တရေးရေထိုးရတဲ့ပေါက်ထဲအကိုထဲချီကိုယူ2ခါတရေးရေထိုးရတဲ့ပေါက်ထဲအကိုထဲချီကိုယူ3ခါတရေးရေထိုးထားတဲ့ပေါက်လေးတွေကိုပြန်ဝင်အကိုဒီလိုလေးပြန်ယူဒီမှာအပေါ်မှာ5ခုရှိသွားတယ်ဆိုရင်ကျွန်တော်တို့တစ်ခါကြည့်လိုက်နော်ဒီလိုမျိုးလေးရမယ်ပြီးရင်ချိန်လေးတစ်ခုလုံး2ခု3ခု4ခု5 6 9 10 9 10 11 12 13 14 15 16 19 ပြီးသွားရင်ဆိုရင်ကျွန်တော်တို့ချိန်လေး3ခုပြန်လုပ်ပြီးသွားရင်ဆိုရင်တရေးရေပေါက်ထဲအကိုထဲချီကိုယူတစ်ခါခွဲကြည့်နှစ်ခါခွဲကြည့်နော်ပြီးရင်မှာ3ခါခွဲကြည့်4ခါခွဲကြည့်နော်ဒီမှာ5ခုထိလုပ်လို့ရတယ်နော်ဒီလိုအလုံးလေးကိုလေ5ခုထိပြအောင်လုပ်လို့ရတယ်ကျမတို့4ခုပဲလုပ်လိုက်တော့မယ်ပေါ့နော်နိုင်ရင်ပြန်ထိုးပေါ့နော်အဲ့ဒါကိုဘယ်လောက်ထိရှည်ချင်လဲပေါ့နော်ကိုရှည်ချင်တဲ့အတိုင်းတာထိရအောင်ဒါလေးတွေကိုအများကြီးထိုးသွားပေးရမယ်အများဆုံးကတော့5ခုလောက်ထိထိုးကြတယ်ပေါ့နော်1 2 3 4 5 6 9 10 9 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
နှစ်13 14 15 16 19เนาะပြီးတော့ရင်ဆိုရင်ကျွန်တော်တို့1 2 3လို့ပြီးတော့ရင်ဒီမှာအပေါက်ထဲပြန်ထည့်ဒီမှာနော်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
4ပေါ့နော်ပြီးတိုင်းကျွန်တော်တို့တစ်ခါကြည့်1 2 3 4 5 ပြီးတော့6နော်1 2 3 4 5 6 9 10 11 13 ပြီး1နဲ့3လို့ပြီးသွားရင်ဆိုရင်ကျွန်တော်ဒီပေါက်ထဲကိုပြန်ထည့်ဒီမှာနော်တီးတင်တိုင်းရှိလေးတဝက်ပေါ့နော်တဝက်တီးတင်တိုင်းရှိလေးလေးခုလုံးမယ်လေးခုလုံးပြီးတော့ကျွန်တော်ဒီမှာတစ်ခါချစ်နော်ပြီးရင်ဒီမှာ1 2 3 4 5 6 9 10 11 12 13 14 15 16 17ပြီး1 2 3သုံးပြီးတိုင်းစင်ကျွန်တော်ဒီပေါက်ထဲအကိုထဲနော်ဒီမှာတိလက်တင်းနေ3 4နော်ဒီမှာတစ်ခါကြည့်ပြီးတော့ဆိုကျွန်တော်ဒါလေးကိုတစ်ချက်အရင်တိုင်းကြည့်လိုက်မယ်နော်အတုံးလေးကဘယ်နှခုဖြစ်သွားလဲဆိုတော့1 2 3 4 5တုံးဖြစ်သွားပြီပေါ့နော်အတုံးလေး5တုံးကျွန်တော်တို့ကတော့ပေါ့နော်အတုံး5တုံးကအရန်ရှည်တယ်လို့ခံစားနေရထိုင်ရင်တော့ရှည်တယ်မတက်ရက်ရင်တော့ကွက်တီပဲအဲ့တော့မတက်ရက်ရင်ကွက်တီဆိုတော့မတက်ရက်တာပဲအဓိကယူလိုက်တော့မယ်ဒီတို့ကတော့မတက်ရက်ပြီးစောင်းကြတာဆိုတော့လीနော်ကဲဆိုရင်ကျွန်မကအဆုံးသက်တော့မယ်ဆုံးသက်ဖို့အတွက်ဒီမှာကျွန်မကချိန်လေးနောက်ထပ်တစ်ခုနှစ်ခုလုပ်လိုက်မယ်လုပ်ပြီးတော့ပြီဆိုတော့မှပဲကြိုးလေးကိုဖြတ်မယ်နောက်ဖြတ်နည်းနည်းလေးပို့ပို့လေးဖြတ်တယ်ပေါ့နော်အရင်တော့မရှိဘူးပြီးရင်ဒီကြိုးလေးကိုဒီကွင်းလေးထဲမှာကျွန်တော်တို့ဆွဲသွင်းလိုက်ရုံပဲဒီလိုလေးဆွဲတင်လိုက်ဒါဆိုပြီးသွားပြီနော်ပြီးသွားပြီနောက်ထပ်5ခုထိုးမှာပေါ့နော်နောက်ထပ်4ခုထိုးမယ်သူကတစ်ချမ်းမှာ5ခု5တမျိုးကျိုးလေး5ခုထိအများဆုံးလောက်ကြတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကျတော့ကျမတို့ကဒီအလေဒီနားပေါ့နော်ဒီအခုပြနေတယ်ဒီမှာကြည့်ဒီဟာလေးနှစ်ခုကြော်ပြီးဒီနားလေးကိုဝင်ရမယ်နော်ဒီမှာလာထိုးပြပေးမယ်ဝင်မယ်ဆိုကျမတို့ကဒီမလှချမ်းဘက်ကနေထိုးရမယ်နော်လှချမ်းဘက်ကနေထိုးလိုက်မလှတော့ပဲဖြစ်မယ်အဲ့တော့မလှချမ်းဘက်ကိုလန်လိုက်လမ်းပြီးသွားရင်ဆိုရင်ကျွန်တော်ဒီဟာလေးပေါ့နော်ဒီဟာလေးမစခင်ဒီလိုဖောင်းလေးမစခင်ဒီဘေးမှာဝင်မယ်ဒီမှာ chain လေးတစ်ခုလုပ်လိုက်နော်
လိုက်မယ်နော်ပြီးတော့ဒီကျိုးလေးကိုနောက်မှတင်ပြမယ်ရင်ကျမတို့ဒီမှာ1 2 3 4 5 6 9 10 11 12 13 14 15 16 17ပြီး1 2 3 3ပြီးတိုင်းဆိုရင်ကျမတို့ဒီမှာပေါ့နော်ဟုတ်တယ်လားဒီနေ့3 4နော်โอเคနော်ဒီမှာဒီလိုလောက်ထားလိုက်မယ်ကွာဒီမှာဒီလေးတင်ပေးချင်းလို့ဒီမှာကြည့်ဒီမှာထွက်နေရနော်လှပတ်မှာသူ့ရဲ့ဂျိုးပိုလေးတစ်ခုသွားထွက်နေတွေ့လားအဲ့ဒါလေးကိုကျမတို့ကသူ့ရဲ့အဆင်ပြေတဲ့အောက်တစ်ပေါက်ပေါ့နော်သူနဲ့သူအပေါက်ထဲကနေပဲပြန်မထိုးနဲ့နော်နောက်တစ်ပေါက်ကနေသူနဲ့ကဲ့ရဲ့အပေါက်လေးတစ်ပေါက်ကနေထိုးပြီးသွားပြီဆိုရင်ကျမတို့ထွက်လာပြီဆိုရင်ဒီအောက်ဒီနားလေးရဲ့တိုင်တစ်ခုခုရဲ့အောက်ထဲအကုတ်ထဲချီကိုယူပြီးတော့ကျမတို့ဒါလေးလိုလေးဆွဲတင်လိုက်ဒီပေါက်ထဲလိုလေးဆွဲတင်လိုက်နော်ဒါဆိုရင်ပြုတ်ဆိုရင်တော့မပြုတ်တော့နော်ပြီးတော့ဆိုရင်ကျမတို့ဒီဂျိုးလေးကိုနော်ဒီတစ်ခုတည်းထွက်နေတဲ့ဂျိုးလေးကိုအဆင်ပြေသလိုလေးတင်ပေးပါဒီမှာနော်ဒါလေးဂျိုးလေးတင်လိုက်ဆိုအရင်လှသွားပြီကွာဂျိုးထွက်နေရမလောက်လေနော်အဲ့လိုမျိုးကျမကိုဒီလိုမျိုးပေါ့နော်ဒီခြားလေးတင်ပြီးသွားပြီဆိုရင်ဒီနာအနောက်ကနေကြည့်ဆိုရင်တော့ဒီလိုမျိုးပေါ့ဒီနာတစ်ခုဒီမှာတစ်ခုနော်ပြီးတော့ရင်ဒီမှာတစ်ခုချားစီပေါ့နော်နှစ်ခုချားစီမှာဒီလိုမျိုးလေးတိုင်လေးနှစ်ခုချားတဲ့စီမှာတစ်ပေါက်စီထိုးပြီးဒီမှာတစ်ခါဒီနားလေးမှာတစ်ခါဒီမှာတစ်ခါပေါ့နော်အဲ့လိုမျိုး၅ခါလေးဖြစ်အောင်၅ခုလေးပေါ့နော်တန်တကယ်ပေါ့သူ့ရဲ့လက်ချောင်းလေး၅ခုဖြစ်အောင်လုပ်ပေးပါဒါဆိုရင်တော့ကျမတို့ရဲ့ဟာလေးတစ်ချမ်းဖြစ်သွားပြီနော်မဟုတ်ဘူးကျမ၅ခုကနဲတယ်ပေါ့နော်စိတ်ထဲမှာ၅ခုတက်ပို့ပြီးထိုးချင်ပါတယ်ကျမကအများကြီးထိုးချင်တယ်ဆိုရင်တော့ဒီမှာကြည့်ဆိုရင်1 2 3 4 5ဒီလောက်ထိရောက်သွားမယ်ကွာဒီလောက်ထိမှာဒီလောက်ထိ6ခုလောက်ထိကိုထိုးလို့ရတယ်ပေါ့နော်အဲဒါကြောင့်မလို့ကိုယ့်ရဲ့စိတ်ကြိုက်ပဲကိုက6ခုကြိုက်ရင်6ခုထိထိုးလိုက်ပါရပါတယ်နော်စီကန်ချက်သတ်မှတ်ချက်မရှိပါဘူးအဲ့လိုမျိုးပဲကျမတို့ဒီတစ်ချမ်းမှာလည်းစောစောတုန်းကထိုးခဲ့တဲ့နေရာလေးနဲ့အနီးဆက်ဆုံးယူပြီးတော့ဒီတစ်ချမ်းမှာလည်းထိုးပေးရပါမယ်ဒီတစ်ချမ်းမှာဆိုရင်ကျမတို့ဒီမှာလာဆက်ရမယ်ပေါ့နော်ပထမအောင်ဆုံးပေါက်တွက်ပြီးတော့ဒီနာထိုးပေါ့နော်သူဟိုဘက်က6ခုဆိုရင်ဒီမှာလည်း6ခုပေါ့ဒီလောက်ထိတော့ရောက်သွားမယ်ပေါ့အဲ့ဒါလေးထိုးလိုက်ပါထိုးပြီးသွားပြီဆိုရင်ကျမတို့ရဲ့ဒီပေါ့နော် knitting version jellyfish hat လေးကပြီးတော့ပါပြီရှင်အဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်